ဒီနေ့အိမ်မှာချက်သားကြော်စားဖြစ်တဲ့နေ့မှာ Swiss chili sauce မဝယ်ခဲ့ရတာနဲ့အိမ်မှာပဲကိုဖာသာကို Swiss chili sauce လေးလုပ်ထားပါတယ် ready made ဘူးတွေရဲ့အရသာအတိုင်းစားကောင်းတာမို့ဆိုင်မှာမဝယ်စားဖြစ်တော့ပဲအိမ်မှာပဲလုပ်စားပါတော့မယ်လုံနီးလေးကလည်းအရင်ကိုလွယ်ပြီးတော့ပါဝင်ပစ္စည်းတွေကလည်းအရင်ကိုရိုးရှင်းတာမို့လို့လိုက်လုပ်စားကြည့်ကြနော်တဲအိုးတန်တန်နဲ့ကိုရေတစ်ခွက်ထည့်ထားပါရေထည့်ပြီးငရုတ်သီးခွဲကြမုံလေးတစ်စွန်းထည့်ထားပါအဆက်ကြရင်များများထည့်နိုင်ပါတယ်တကြားကိုလည်း9စွန်းလောက်တုံးထားပါတယ်ရှာလကရေ3စွန်းလောက်လည်းထည့်ပေးပါပြီးရင်ပဲငံပြရေ3စွန်းထည့်ပါငံပြရေလည်းထည့်လို့ရပါတယ်ကျွန်မကတော့ငံပြရေကုန်နေတာနဲ့စားနဲ့ငယ်ထည့်ထားလိုက်ပါတယ်အယောင်လေးလာအောင်လုံးငရုတ်သီးအယောင်လေးမုံလေးကိုလည်းတစ်စွန်းထည့်ထားလိုက်ပါတယ်ချက်သွင်းပြနဲ့တက်ဆင်ထားတာကိုလည်းထည့်ပေးပါကော်မုန်းနဲ့စွန်းကိုလည်းအရေးကျဖြော်ထားပြီးတော့ကြိုထားတဲ့အထဲကိုထည့်ပြီးတော့မှုေပေးပါမယ်အားလုံးကိုထည့်ပြီးမှုေပြီးပြီဆိုရင်တော့အရသာလေးကိုမြည်ကြည့်ပေးပါအချင်လို့ရင်ရှာလက်ကရေနည်းနည်းထည့်အချိုလို့ရင်တကြားလေးထည့်အငန်လို့ရင်ငံပြရေသို့မဟုတ်စားလေးကိုနည်းငယ်ထည့်ပြီးမှအရသာကိုတည်ချလေးမြည်ကြည့်ပေးပါစိတ်တိုင်းကြတဲ့အရသာရပြီဆိုရင်တော့အိုးလေးကိုချပြီးတော့အေးခံပေးပါသွားရင်ကိုတိမ်မဲ့ဘူးတဲ့ကိုထည့်ပြီးတော့ရေခဲတက်တာအောက်ခန်းထဲမှာတင်ထားနိုင်ပါပြီနှစ်ပတ်သုံးပတ်အထိစားသုံးနိုင်ပါတယ်ချက်သားလေးကိုတော့ပြုတ်ပြီးတော့ဂျုံမုံတက်လဲရေတက်လဲစိမ်ပြီးတော့ကြော်ထားပါတယ်ဒီနီးလေးတိုင်းကြော်တာကအရသာတွေကိုဆက်စရာမလိုပဲနဲ့ဆိုင်ရတာအတိုင်းကြွရွာချက်သားကြော်လေးကိုရရှိမှာပဲဖြစ်ပါတယ်ကိုယ်တိုင်လို့ sweet chili sauce လေးနဲ့ချက်သားကြော်လေးနဲ့ကတော့အရန်ကိုပါဖက်ပါရဲ့ရှင်အိမ်မှာလည်းလှလှစားကြည့်ကြအောင်နော်